အားလုံးမင်္ဂလာပါဒီနေ့ပြောချင်တဲ့အကြောင်းလေးကတော့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့တဘာဝကိုရှင်းပြမှာဖြစ်ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေကဒီနိုင်ငံရဲ့အချုပ်အခြာအာဏာကိုဘယ်လိုခွဲဝေသုံးစွဲမလဲပြီးရင်ဒီနိုင်ငံကိုဘယ်လိုစနစ်နဲ့သွားမလဲနိုင်ငံသားတွေရဲ့အခွင့်အရေးတွေတာဝန်တွေကိုသတ်မှတ်ထားတဲ့ဥပဒေဖြစ်တယ်ပြောရရင်သူ့ကိုနိုင်ငံရဲ့ကြောရိုးဥပဒေလို့ပြောလို့ရတယ်ဘယ်ဥပဒေဘယ်ဖွဲ့စည်းကမှဖွဲ့စည်းပုံအခြေခံဥပဒေကိုကြော်ပြီးလုပ်လို့မရပါဘူး2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရနိုင်ငံတော်၏အာဏာကိုတဦးတစ်ယောက်သို့မဟုတ်အဖွဲ့အစည်းတစ်ခုတည်းတွင်စုပေါင်းထားခြင်းမရှိဘဲအာဏာခွဲခြားထားသည် EU စကို separation of powers ဟုခေါ်ပြီးအာဏာသုံးပြုမှုမတရားဖြစ်ပွားမှုကိုတားဆီးရန်ရည်ရွယ်ထားခြင်းဖြစ်သည်ဒီ EU စအရနိုင်ငံတော်၏အာဏာကိုအဓိကအားဖြင့်၃မျိုးခွဲခြားထားသည်ပထမမှာဥပဒေပြုအာဏာဖြစ်ပြီးလွှတ်တော်များကဥပဒေများကိုရေးဆွဲပြဋ္ဌာန်းပေးသည်ဒုတိယမှာအုပ်ချုပ်ရေးအာဏာဖြစ်ပြီးသမ္မတနှင့်အစိုးရအဖွဲ့များကနိုင်ငံရေးစီမံခန့်ခွဲရေးနှင့်နိုင်ငံရေးဆိုင်ရာလုပ်ငန်းများကိုဆောင်ရွက်ကြသည်တတိယမှာတရားစီရင်ရေးအာဏာဖြစ်ပြီးတရားရုံးများကဥပဒေအရတရားမျှတစွာဆုံးဖြတ်ချက်များချမှတ်ပေးသည်ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြည်သူတို့၏အခြေခံအခွင့်အရေးများကိုသတ်မှတ်ကာကွယ်ပေးထားသည်ဤအခွင့်အရေးများသည်နိုင်ငံသားများအားလွတ်လပ်မှုတရားမျှတမှုနှင့်လူကုန်သိက္ခာကိုကာကွယ်ပေးရန်ရည်ရွယ်ထားခြင်းဖြစ်သည်အဓိကအားဖြင့်ပြည်သူတို့တွင်လွတ်လပ်စွာပြောဆိုခွင့်ယုံကြည်ကိုးကွယ်ခွင့်စုဝေးခွင့်အဖွဲ့အစည်းဖွဲ့ခွင့်စသည့်လွတ်လပ်ခွင့်များရှိကြသည်ထို့အပြင်ဥပဒေရှိတွင်တန်းတူညီမျှမှုရရှိခွင့်တရားမျှတစွာတရားစီရင်ခံယူခွင့်ကိုယ်ပိုင်ပစ္စည်းများကိုကာကွယ်ပိုင်ခွင့်စသည့်အခွင့်အရေးများလည်းပါဝင်သည်ဤအခွင့်အရေးများသည်ပြည်သူတို့၏လွတ်လပ်စွာနေထိုင်နိုင်မှုကိုအာမခံပေးပြီးနိုင်ငံတော်အာဏာများကလည်းဥပဒေအရသာအကန့်အသတ်ဖြင့်အသုံးပြုရမည်ဖြစ်ကြောင်းပြသထားသည်ထို့ကြောင့်ပြည်သူများအနေဖြင့်မိမိတို့၏အခွင့်အရေးများကိုသိရှိနားလည်ထားခြင်းသည်အလွန်အရေးကြီးသည်ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြည်သူတို့၏အခွင့်အရေးများသာမကနိုင်ငံသားတဦးချင်းစီလိုက်နာဆောင်ရွက်ရမည့်တာဝန်များကိုလည်းသတ်မှတ်ထားသည်နိုင်ငံသားတဦးအနေဖြင့်နိုင်ငံတော်၏ဥပဒေများကိုလေးစားလိုက်နာရမည်ဖြစ်ပြီးနိုင်ငံတော်၏အကျိုးစီးပွားနှင့်တည်ငြိမ်အေးချမ်းမှုကိုထိန်းသိမ်းရန်တာဝန်ရှိသည်ထို့ပြင်နိုင်ငံတော်၏ကာကွယ်ရေးလူမှုရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်တတ်နိုင်သမျှပါဝင်ကူညီဆောင်ရွက်ရန်လည်းလိုအပ်သည်ထို့ပြင်နိုင်ငံတော်၏ကာကွယ်ရေးလူမှုရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်တတ်နိုင်သမျှပါဝင်ကူညီဆောင်ရွက်ရန်လည်းလိုအပ်သည်နိုင်ငံသားများသည်မိမိတို့၏အခွင့်အရေးများကိုအသုံးချသည့်အခါအခြားသူများ၏အခွင့်အရေးများကိုလည်းလေးစားကာတာဝန်ရှိစွာပြုမှုဆောင်ရွက်ရမည်ဖြစ်သည်ထို့ကြောင့်အခွင့်အရေးများနှင့်တာဝန်များသည်အပြန်အလှန်ဆက်ဆက်နေပြီးနိုင်ငံတော်တည်ငြိမ်မှုနှင့်တိုးတက်ဖွံ့ဖြိုးမှုအတွက်နိုင်ငံသားတိုင်းမှတာဝန်ရှိစွာပါဝင်ဆောင်ရွက်ရန်အရေးကြီးပါသည်ဖွဲ့စည်းပုံအခြေခံဥပဒေကိုသိရှိနားလည်ထားခြင်းသည်ပြည်သူတဦးချင်းစီအတွက်အလွန်အရေးကြီးသည်အကြောင်းမှာဖွဲ့စည်းပုံအခြေခံဥပဒေသည်ပြည်သူတို့၏အခွင့်အရေးနှင့်လွတ်လပ်ခွင့်များကိုသတ်မှတ်ကာကွယ်ပေးထားသည့်ဥပဒေဖြစ်သောကြောင့်ဖြစ်သည်ထို့ပြင်နိုင်ငံတော်အာဏာများကိုမည်သို့ခွဲခြားအသုံးပြုထားသည်ကိုနားလည်နိုင်ပြီးနိုင်ငံရေးနှင့်ဥပဒေဆိုင်ရာကိစ္စရပ်များကိုပိုမိုသိမြင်စွာသဘောပေါက်နိုင်စေသည်ထို့ကြောင့်ဖွဲ့စည်းပုံအခြေခံဥပဒေကိုသိရှိထားခြင်းသည်မိမိအခွင့်အရေးများကိုကာကွယ်နိုင်ရန်နှင့်တာဝန်ရှိသောနိုင်ငံသားတစ်ဦးအဖြစ်နေထိုင်နိုင်ရန်အထောက်အကူပြုပါသည်အားလုံးကျန်းမာချမ်းသာကြပါစေခင်ဗျာ